မင်္ဂလာပါဒီ sport နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒါ United ပေါ့နော် United Manchester United အသင်းကြောင်းလေးပြောလိုက်ရအောင်ဆိုတော့သူတို့တင်းကဒီပြီးခဲ့ရက်ကပဲကျွန်တော် Arsenal တင်းနဲ့အချိန်လေးကန်ခဲ့တယ်သူတို့အိမ်ဝင်းမှာ Wolverhampton တင်းကိုသူတို့ 1-1 draw ကြခဲ့တယ်ဆိုတော့အဲ့ဒီပွဲမှာဒီတရခံကတော့ကျွန်တော်တော့အမော်ရင်လို့ပဲကျွန်တော်မြင်မိရယ်ဘာလို့ဆိုတော့ပြီးခဲ့တဲ့ရက်ကတော့ပြီးခဲ့တဲ့ပွဲစဉ်မှာတော့မှကျွန်တော် Newcastle ကိုနိုင်ခဲ့တာဗျာNewcastle ဆိုတာလက်ရှိအချိန်မှာ form လဲကောင်းနေသေးရှီဇွန်လဲသူတို့ထက်တာနေတဲ့တင်းလို့ပြောလိုက်ရတယ်ဆိုတော့အဲ့ဒီပွဲစဉ်မှာလဲ Newcastle တင်းကတော့ပိုတာခဲ့တယ်ဒါပေမဲ့ United ကလည်းဒါမဆိုးလာတဲ့ကစားပုံရောစိတ်သက်ပန်းအောင်တာလုံးမှုရပြီးတော့သူတို့နိုင်ပွဲရောက်ရှိခဲ့ဆိုတော့ဒီအချိန်လေးကိုဒီ line အခင်းချင်းလေးကိုဒီစက်ထိန်သားနိုင်ပါလေးရဲ့နဲ့သူ့ဘက်သူရတန်ကိုပြက်ဖြက်စီးခဲ့လို့ကျွန်တော်ထင်တယ်ဘာလို့ဆိုတော့ကစားကွက်ကိုဒီ Drogu ကိုသူတို့ဒီ Newcastle နဲ့ပုံမှာ right wing မှာထားကစားခဲ့ရ right Drogu ကလည်းဒါအကောင်းဆုံး Newcastle နောက်တောင်ဒုက္ခပေးနိုင်ခဲ့ဗျာတွင်းကိုတကူလည်းရရှိခဲ့တယ်ဆိုတော့ဒီ Wolverhampton နဲ့ပွဲမှာကျတော့ဒီ left wing ကိုပြန်ပို့လိုက်တယ်ကျွန်တော် 3-5-2 ပုံစံပြန်ရှင်းလိုက်တယ်ဗျာဆိုတော့ခုနပြောလို့ပဲဒါမော်ရင်ကကိုယ့်ရဲ့ Breton ကိုဖျက်ဆီးနေရတော့ကျွန်တော်ထင်တယ်ပြီးတော့ तू ကဘလို့နီးပြလည်းဖြစ်နေလဲဆိုတော့ကျွန်တော်အမြင်ပေါ့နော်သူ့ရဲ့နီးစနစ်နိုင်ပွဲကိုပို့လို့ခြင်းတွေကများနေဗျာဘာလို့သူကစားကွက်နီးစနစ်ပြောင်းလိုက်လို့နိုင်ပွဲရတာထက်သူ့ရဲ့နီးစနစ်ကပဲနိုင်ပွဲလိုအပ်နိုင်ပွဲရတာကို तू ကပိုပြီးမှတ်မောတဲ့နီးပြဖြစ်နေရဲ့အဲ့တော့ဆင်ကတော့မပြေဘူးဗျာလူမစုံဘူးတော့ပြောလို့ရတယ်ဆိုပေမဲ့လက်ရှိ United Squad ကဘလို့မှမနိုင်တဲ့အကြောင်းမရှိဘူးဗျာ Wolverhampton လို့တင်းအောင်အဲ့တော့နီးပြမော်ရင်နဲ့သူ့ရဲ့နီးစနစ်ကိုပဲခုံမင်မှတ်မောနေလို့မရဘူးသူ့ရဲ့ဒီ formation နီးစနစ်ပိုင်းအောင်ပဲဒီပြုပြင်ပြောင်းလဲမှရမှာဗျာအသင်းနိုင်ပွဲကအဓိကအဲ့တော့မော်ရင်နဲ့ဒီ Newcastle နဲ့ပွဲလို့ပဲဒီ formation ဒီ tactical နီးစနစ်ချိန်ပြီးတော့ဒီတမေဦးကြပါတော့ပုံစံလေးပဲကစားစေချင်တယ်မဟုတ်ရင်တော့သူ့ရဲ့အသင်းဆိုသူပြန်ပြီးတော့ဆွဲချနေတယ်လို့ပဲဖြစ်နေမှာဆိုတော့ဒါမဲ့ပွဲစဉ်တွေမှာလည်းသူတို့အသင်းငယ်နဲ့တွေ့ရမှာဗျာဒီဘန်လီသင်းတို့ပါတယ်လီဇွန်နဲ့တဲ့အသင်းတို့ပါတယ်အဲ့တော့ဒီပွဲစဉ်တွေမှာစနလို့သူ့ရဲ့ဒီစနစ်ကိုပဲဒီကစားသမားကြီးကဒီ Afcon လက်လွတ်ထားပါဆိုမှဒီသူသွားခြင်းတဲ့ကစားကွက်နဲ့ပဲသွားလို့မရဘူးဗျာအဲ့တော့ဒီအသင်းနိုင်ပွဲဒီရရှိကိုပဲသူဥတီပြီးတော့ကစားဒီရှိခဲ့လာမှာရပါဆိုတော့အသင်းကရင်းဆိုးဝါးနေတဲ့ထဲမှာလည်းမပါတော့ဗျာဟိုရင်နှစ်ကလို့တန်ဟန်တို့လက်ထက်ကလို့နောက်တန်းလေးလည်းသူ့အနေနဲ့သူဆင်ပြေလာတယ်ဒီ Heaven တို့ပါအောင်ဆိုလည်းဒါနောက်ပိုင်းပွဲချိန်တွေများလာရင်ပို့ပြီးတော့ပိုကောင်းလာတဲ့ defender တယောက်ဖြစ်လာဖို့များတယ်ဗျာဒီကစားသမားရဲ့ talent ရှိပြီလားကစားသမားလေးတွေဆိုတော့မာတီနဲ့လည်းဒါပြန်ပါလာပြီကစားပါလေဒါအရင်ရှီဇန်ကိုအရင်မှတ်မိမဲ့ဒါမဆိုးလာတဲ့ရှီဇန်တွေပြန်ပြနေတယ်လူချော်လဲဒါသူ့ရဲ့တပါနဲ့ဝါနေရတော့ရှိနေအောင်ပဲအဲ့တော့ခန်းစစ်ပန်းကဒီရင်မဆိုးလာတဲ့မှာမပါဘူးစိုးရတဲ့မှာမပါဘူးပေါ့ဗျာသူ့ရဲ့သူပုံမှန်လေးကောင်းနေအထူးသဖြင့်ဒီကွင်းလင်ပေါ့နော်ကွင်းလင်နဲ့ဆောင်းလာလို့ဒီနီးစနစ်အကြောင်းပဲကျွန်တော်တော့ဒီအသင်းကိုထိခိုက်တယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ United fan တွေရောဘယ်လိုမြင်ကြလဲဒီအသင်းက player ပဲပြဿနာတက်နေရလားဒါမှမဟုတ်ဒီပြမော်လင်းကြောင့်ပဲဒါလိုအပ်တဲ့နိုင်ပွဲတွေမရရှိရလားပေါ့နော်မြင်လေးလည်းမျှော်ပေးလို့ရပါတယ်ကျေးဇူးများတင်ပါတယ်